မိတ်ကပ်တွေမဖြတ်ပဲအိတ်တော့မှလားရှင်ကျမအသက်ရှူရတာအရန်ကျက်နေပြီရှင်အခုချက်ချင်းမျက်နှာတော့တက်လိုက်တော့မဟုတ်ရင်တော့မနှက်ပြန်ကြရင်ဝက်ချန်ကြီးတစ်လုံးအဖြစ်ပြောင်းလဲပြလိုက်မှာနော်ကျမတို့လက်နဲ့လာမညစ်ပါနဲ့ရှင်ခမကအတင်းညစ်နေတော့ပိုးဝင်တာတွေကအထက်ကိုပိုနစ်ဝင်ကုန်ပြီပေါ့ဘလို့မှလည်းအပြင်ကိုထွက်မလာဘူးရှင်အခုတော့ကြည်စမ်းကျမကတော့ဖျောက်လို့မရတဲ့အမာရွက်ကြီးဖြစ်သွားပြီကျမကိုနမ်းကျင်လို့လားအိုးမလုပ်ပါနဲ့ဒီနေ့တနေ့တည်းနဲ့လူပေါင်း100လောက်ကကျမကိုလာသုံးသွားကြတာကျမမှာဗိုင်းရပ်စ်ပိုးတွေအပြည့်ပဲအလှပြင်ပစ္စည်းစမ်းသပ်တဲ့တက်စတာတွေကိုခမတို့ရဲ့နှက်ခမ်းမှာဓာတ်ရိုက်မသုံးကြပါနဲ့အောင်ကျမရဲ့စပင်တွေကိုကြည့်ပါဦးပိုးမွားပေါင်းတန်းနဲ့ချီပြီးဒီမှာပါတီလုပ်နေကြတာရှင့်ကျမကိုခမမျက်နှာပေါ်လာမတင်ပါနဲ့တော့ကျေးဇူးပြုပြီး make up brush တွေကိုပုံမှန်ဆေးပေးကြပါဦးကျမကိုအတင်းမညစ်ပါနဲ့တော့ကျမကိုမဆေးကြောတာ3လတောင်ရှိပြီရှင့်ဒါတွေကအစီဟောင်းတွေနဲ့ဘက်တီးရီးယားတွေကြီးပဲအခုချက်ချင်းကျမကိုဆေးပေးပါမဟုတ်ရင်တော့ဝက်ချက်တွေပလူပြန်သွားလိမ့်မယ်အာရှင်ကျမရဲ့အသားတွေကိုဆွဲခွာနေပါလားမဆွဲပါနဲ့တော့ရှင်ကျမရဲ့ချွေးပေါက်တွေကိုပိုကြီးသွားအောင်လုပ်နေတာပဲဒီအစား make up ဖြတ်စီ cleansing oil လေးကိုသုံးပေးပါလားရှင်ကျမစပင်မဟုတ်တော့ဘူးရှင့်ပီကေဝါးထားသလိုဖြစ်နေပြီခမကကျမကိုဆေးတွေအလွန်ကျွံသုံးလိုက်တာကိုအခုချက်ချင်းရက်လိုက်တော့မဟုတ်ရင်တော့ကျမကြိုးပြတ်ကုန်တော့မယ်မှန်တယ်ကိုလည်းပြန်ကြည့်ပါအောင်ရှင်ခမကမျက်တောင်မညက်ပဲကျမမျက်ခွန်ကြီးကိုလာညှက်ထားတာလေမျက်တောင်ညှက်ရမှာရှင့်အခုချက်ချင်းပြန်ဖွင့်ပေးပါအောင်ကျမသေတော့မယ်